အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့လောက်ရတာလွယ်ကူတဲ့ Thai style ပဲချက်လန်တုံနည်းလေးကိုမျှပြလိုက်ပါရရှင်အရင်ဆုံးအိုးထဲကိုရေထည့်ပြီးပုတ်ပွက်ဆူအောင်တည်ထားလိုက်ပါမယ်ရှင်သုံးမစလုံးတွေကိုတရားထမင်းစားသုံးသုံးထည့်လိုက်ပါမယ်ရှင်နောက်တစ်ခုကငံပြားရည်ထမင်းစားသုံးလေးစုံထည့်လိုက်ပါမယ်ရှင်ပြီးရင်ကြက်သားမုံအနည်းငယ်ထည့်လိုက်ပါမယ်ရှင်အရသာရည်ထည့်ပြီးသွားပြီဆိုရင်လိထားရဲ့ငရုတ်သီးကြက်သွန်သီးနဲ့ခင်းကျင်သီးတို့ကိုထည့်လိုက်ပါမယ်ရှင်နောက်ဆုံးမှာလိထားရဲ့တမြသီးနှလုံးကိုညှက်ထည့်လိုက်ပြီးအားလုံးနှံ့သွားအောင်မှုပေးလိုက်ပါမယ်ရှင်ခုနတည်ထားရဲ့ရေဆူလာကြီးဆိုရင်အမှုလေးထည့်ပြုတ်လိုက်ပါမယ်ရှင်ကြက်သွားကြီးဆိုရင်လှည့်ထားလိုက်ပြီးပစုံနဲ့ကင်းမွန်ထည့်ပြုတ်လိုက်ပါမယ်ရှင်ပြီးရင်ကြိတ်ထားရဲ့ဝတ်သားလေးထည့်ပြုတ်လိုက်ပါမယ်ရှင်ဝတ်သားမစားတဲ့လူတွေအတွက်ဝတ်သားမထည့်လည်းရပါရဲ့ရှင်ဝတ်သားလေးကြက်သွားကြီးဆိုရင်ရေစိမ်ထားရဲ့ပဲကြတန်လေးကိုထည့်ပြုတ်လိုက်ပါမယ်ရှင်ပဲကြတန်ကြက်သွားကြီးဆိုရင်သုံးမစလုံးလေးကိုထည့်လိုက်ပါမယ်ရှင်ပြီးရင်ခုနပြုတ်ထားတဲ့အစာပလာတွေအကုန်ထည့်လိုက်ပါမယ်ရှင်နောက်ဆုံးလှီထားတဲ့တရုတ်နံနံထည့်လိုက်ပါမယ်ရှင်ထိုင်းစတိုင်ပဲကြတန်သုံးမှာမပါမဖြစ်ကတရုတ်နံနံဖြစ်ပါရဲ့ရှင်ပြီးရင်အားလုံးသမသွားအောင်နေပေးလိုက်ပါမယ်ရှင်ဒါဆိုရင်ရှင်ငံလက်အရသာလေးနဲ့စားလို့ကောင်းတဲ့ထိုင်းစတိုင်ပဲကြတန်တုံးလေးကိုရရှိသွားပါပြီရှင်။လမ်းရဲ့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးကြတဲ့ငွေချင်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်နော်။ Bye bye